လိုဖြစ်ဖူးလားရှင်ခေါင်းလျှော်ပြီးတော့အုံနောက်သေးကြောပြက်ပြီးတော့တော်ကေသွားတယ်လို့ခေါင်းလျှော်ပြီးတဲ့အခါမှာခေါင်းကြီးကစစ်ဖြစ်ပြီးကြံခဲ့တယ်လို့ရေလောင်းလိုက်တဲ့အချိန်မှာကျင်ကနေဖြစ်သွားတယ်လို့ခေါင်းလျှော်ပြီးတဲ့အခါမှာခေါင်းတွေတအားထိုးတယ်ဒီဇက်တွေပကုံးတွေလေးလာတယ်လို့အဲ့လိုမျိုးဖြစ်ဖူးလားရှင်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့တွေခေါင်းလျှော်တဲ့အခါမှာလျှော်နီးလေးတွေလိုအပ်လို့ဖြစ်ပါတယ်ဒါပေမဲ့တချို့ကြတော့လေမိမိရဲ့ဓာတ်ရှိယောဂအခန်းကြောင့်လည်းဖြစ်ပါတယ်ဒါတော့ဒီနေ့ဗီဒီယိုလေးကတော့ခေါင်းလျှော်နီးစနစ်ကြမှန်ကန်လေးနဲ့လျှော်ဖို့အတွက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကိုယ်တိုင်လည်းကျင့်သုံးနေတာမို့လို့ချစ်ရတဲ့မိတ်ဆွေတွေရှေ့ကအလားတူပြဿနာမျိုးဖြစ်ခဲ့ဘူးလေဆိုလို့ရှိရင်လိုက်ပါပြီးတော့ကျင့်သုံးနိုင်အောင်ဖြစ်ပါတယ်ရှင်အဲ့တော့အရင်ဦးဆုံးတို့တွေခေါင်းလျှော်မဲ့နေ့တွေမှာခေါင်းအရင်လျှော်ဖို့ထက်ရေအရင်ချိုးဖို့ကိုစဉ်းစားပေးပါရေချိုးတဲ့အခါမှာလည်းဒူးခေါင်းပိုင်းခါပိုင်းခန္ဓာကိုယ်ပိုင်းတွေကိုတက်ပြီးတော့မျက်နှာတက်ပြီးတော့မှခေါင်းကိုအရင်ဦးဆုံးဖိနှိပ်ပေးပါခန္ဓာရည်ရှိတဲ့လေးကိုလောင်းပေးပါအဲ့တော့ခြီလက်ထုံစင်တာတွေကြိုက်ခဲတာတွေဖြစ်တတ်တဲ့သူတွေကခေါင်းမလျှော်ခင်ခြီပွားကိုစားလေးနဲ့9မိနစ်လောက်ပုတ်ပြီးတော့မှခေါင်းလျှော်ရေချိုးလုပ်ပေးပါရှင့်ရေရင်ချိုးရမှာနော်အဲ့တော့ရေမချိုးဝါကြီးတောက်ပေးပါအဲ့လိုမျိုးနေမျိုးဆိုလို့ရှိရင်အပူအပုတ်ရှိတဲ့လူတွေအာကွဲရှာကွဲဖြစ်တဲ့သူတွေဥယျာပြအရင်ရားတဲ့သူတွေပြီးတဲ့အခါမှာမျက်စိလေးတွေပေါ့နော်ဝေဝါးပြီးတော့ပုံတက်တဲ့သူတွေကမကြီးဖြော်ရည်လေးတစ်ခွက်လောက်တောက်ပေးပါအိမ်လုံးမကြီးဖြော်ရည်လေးပေါ့မကြီးဒီကိုကွန်ဒီလုံးလောက်လေးယူရိုးရင်နဲ့စိန်ပျော်သွားတဲ့အခါမှာတောက်ပေးပါရှင့်ထညက်မထဲနဲ့ရှင်အဲ့လိုလင်းမျိုးလေးနဲ့ကိုဤတို့တွေခေါင်းလျှော်ပေးမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဇပင်နှစ်ခွဖြစ်တာတွေဇပင်လို့ရပါတယ်ရှင့်ထိတ်ပြောင်းနေတဲ့ထိတ်ကွက်နေတဲ့ခေါင်းလျှော်မဲ့နေ့တွေမှာခေါင်းလျှော်ပြီးတဲ့အခါမှာမျက်စိတွေကမျက်ဝတ်တွေထွက်လာတယ်ခေါင်းကျင်နဲ့ကြိုက်တယ်ဆိုတဲ့သူတွေကရေချိုးနှီးပန်ဖို့လဲလိုတယ်သပင်ကောင်းကျင်နဲ့သပင်တန်ကျင်နဲ့ဘောက်ထတယ်သပင်တွေအရင်ကျွတ်နေနဲ့ဟိုသပင်အထွေးလိုက်ကျွတ်တယ်လျှော်ပြီးတဲ့အခါမှာလဲကျွတ်တယ်မလျှော်ခင်လဲကျွတ်တယ်ဆိုတဲ့သူတွေကလည်းဟဲဆက်ရွေးချယ်တာကြီးမှန်တိုင်းမှာအစီတစ်မျိုးကိုလိမ့်ပြီးမှအခုလိုခေါင်းလျှော်နီးစနစ်ကြမှန်ကန်လေးနဲ့အပြော့စားရှမ်ပူလေးတွေသုံးပြီးတော့မိတ်ဆွေတို့ရဲ့ဥယျာဉ်ပြားနဲ့စံဂီတာကိုထိမ့်သိမ်းပေးပါ